variable register ပေါ့နော် variable register ဆိုတာကျွန်တော်တို့တန်ဖိုးပြောင်းနိုင်တဲ့ register ကိုခေါ်တာပါတန်ဖိုးပြောင်းနိုင်တဲ့ register ဆိုတော့ကျွန်တော်ရှေ့ပိုင်းမှာတော့က register နှလုံးကို series ဆက်တယ် parallel ဆက်တယ်အဲ့ခါကျလို့ရှိရင်ဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ resistance တန်ဖိုးတွေပြောင်းသွားတယ်အဲ့တော့ကျွန်တော်တို့လိုချင်တဲ့တန်ဖိုးအတိအကျတိုင်းမရဘူးအတိုးလျှော့လုပ်ချင်တဲ့အခါမျိုးဆိုလို့ရှိရင် register ကို series လိုက်ဆက်မယ် parallel လိုက်ဆက်မယ်ဆိုရင်အဆင်မပြေဘူးဒါကြောင့်မလို့ variable register သုံးဖို့ potentiometer လို့ခေါ်တယ်အုံတန်ဖိုးပြောင်းမိနိုင်ပြီလက်နဲ့လှည့်လို့ရတယ်ဒါမှမဟုတ် screwdriver နဲ့လှည့်လို့ရတယ် electronic ပစ္စည်းတစ်မျိုးကို variable resistor ဒါမှမဟုတ်ရှင် potentiometer လို့ခေါ်တာပါเนาะအော်ဒီကောင်လေးရဲ့အလုပ်လုပ်ပုံနဲ့အသုံးပြုပုံတိုက်တာစစ်ဆေးပုံပြစ်ချက်ကလေးတွေဆွေးနွေးကြည့်ပါမယ်အော်ဒီကောင်ကcircular knob ဆိုတာလှည့်လို့ရတဲ့ဟာပေါ့နော်ဘယ်ဘက်ဆုံးက terminal 1ကျွန်တော်တို့1အလဲကခြေထောက်ကို terminal 2ဘယ်ဘက်ဆုံးညာဘက်ဆုံးကတော့ကျွန်တော်တို့3ပေါ့နော်တို့ကြည့်တဲ့အခါကျွန်တော်တို့ကစာဖတ်လို့ရတဲ့အနေထားကနေကြည့်ပြရတယ်ဘယ်လိုမျိုးစာဖတ်လို့ရတဲ့အနေထားကိုပြောတာလဲဆိုလို့ရှိရင်ဒါမျိုးပေါ့ကျွန်တော်အောက်မှာပုံလေးရှိပုံလေးအများကြီးဒီမှာကျွန်တော်စာဖတ်လို့ရတဲ့အနေထားဒီမှာဆိုရင်ဘာတွေ့ရမလဲဆိုရင် B10K ဒီမှာဆိုရင် 20K ဒီမှာဆိုရင် 50K ဒီမှာဆိုရင် 100K နဲ့ B50K ပေါ့ B50K လို့ဖတ်လို့ရပြီလို့ရှိရင်ဒီဘက်ဆုံးခြေထောက်ကကျွန်တော်တို့ဘာပြောမလဲဆိုရင်ဒီခြေထောက်က1 terminal 1အလဲခြေထောက်က terminal 2ညာဘက်ဆုံးခြေထောက်က terminal 3အဲ့လိုမျိုးခေါ်တာပေါ့နော်ဒါမျိုးလေးပါဒါလေးကျွန်တော်ပြန်ဖြတ်လိုက်မယ်အဲ့တော့ဒီလိုမျိုးကြည့်တဲ့အခါကျတော့ကျွန်တော်တို့ variable resistor တွေကိုကြည့်တဲ့အခါကျတော့သူကဘယ်လိုသုံးထားလဲဆိုကျွန်တော်တို့အတန်တိုးချဲ့ပြီးမီးလင်းမောင်တွေအခုကျွန်တော်တို့လိုချင်တဲ့ voltage gain တွေ current တွေ voltage တွေအလင်းမောင်တွေချိန်နေတဲ့အခါမျိုးဒါလေးကိုသုံးချပါတယ်နော်နောက် sensor တွေရဲ့ sensing ပေါ့ဒီကောင်ကိုကျွန်တော်တို့ volume control ကြည့်လိုက်မယ်ဆို volume control ကိုကျွန်တော် volume control ဆိုတာကျွန်တော်ဈေးကွက်ထဲမှာပေါ်တဲ့အပေါ်ပေါ်ပါဒီမှာ B100K ဒီကောင်လေးရဲ့ပုံစံလေးပေါ့နော်ဒီကောင်လေးပုံစံ B100K လှည့်လို့ရပုံကူးလေးရှိမယ်ရှေ့ရောက်လေး3ချောင်းပါမယ်1 2 3 1 2 3မှာကျွန်တော်တို့ကဘာလုပ်လဲဆိုလို့ရှိရင်1နဲ့2ကိုမီတာနဲ့တိုင်းရင်သူ့ရဲ့ပြောင်းလဲနိုင်တဲ့ resistance တန်ဖိုးကိုကျွန်တော်တွေ့ရမယ်ဒါမှမဟုတ်လို့ရှိရင်2နဲ့3ကိုမီတာနဲ့တိုင်းရင်သူ့ရဲ့ပြောင်းလဲနိုင်တဲ့ resistance တန်ဖိုးတွေ့မယ်တကယ်လို့ကျွန်တော်မိတ်ဆွေတွေကပင်နံပါတ်2ကနေပြီးတော့ပင်နံပါတ်3ကိုတန်းပြီးတိုင်းလိုက်လို့ရှိရင်သူ့မှာမူရင်းတန်ပါတဲ့ B100K ဆိုတဲ့တန်ဖိုးပဲရပါမယ်နော်ကျွန်တော်ကြည့်လိုက်မယ်ဈေးကွက်ထဲမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာ volume control မျိုးစုံရှိပါတယ်ဒါမျိုးရှိမယ်နှစ်ထပ်ရှိမယ်ပြီးလို့ရှိရင်ဒါပေါင်းလေးလှည့်လို့ရမယ်ဒါတော့ volume control မဟုတ်ဒါကတော့ကျွန်တော်တို့ zero fit resistor ဒီမှာ volume control ဆိုတာကျွန်တော်တို့မောင်ခိုင်လန်းလို့ခေါ်တဲ့ရန်ကုန်မြို့ဗိုလ်ရဲလမ်းမှာရှိတဲ့ electronic ပစ္စည်းဆိုင်တွေမှာဝယ်တဲ့ခါကျရင်ဒီကောင်တွေလှည့်လို့ရတဲ့ပစ္စည်းတွေကို volume control ပဲခေါ်တယ်ဘာလို့လဲဆိုတော့အတန်တိုးချဲ့လို့အဲ့ရနေပြီးအဆွဲပြုတ် volume control လို့အလွယ်တကူခေါ်ကြတာပေါ့နော်အဲ့တော့ဒီတေးလေး preset တေးလေးရှိနေ preset ဆိုတာလည်း volume control အုပ်စုပဲ variable resistor ပေါ့နော်ဒါတွေကတော့ကျွန်တော် view resistor တွေပါဆက်ပြီးကြည့်မယ်ဆိုရင်အောက်မှာဘာရှိသေးလဲဆိုရင်အောက်ဘက်ဆက်သွားဒါဆိုတော့ကျွန်တော်ပြခဲ့တယ် 10K 20K B50K B100K B500K B1 met ထိရှိတာပေါ့နော်ဒါမျိုးမြင်ရပါမယ်နောက်ကကျွန်တော်ဆက်ကြည့်မယ်ဆိုရင်ဒီကောင်ကဘာလဲဆိုလို့ရှိရင်ဒီကောင်ကိုဘယ်ဘက်ဆုံးလှည့်ထားလို့ရှိရင်0 ohm ဒါလေးအပေါ်ကကျွန်တော် not တီးလေးထည့်ထားပါတော့ဘယ်ဘက်ဆုံးလှည့်ထားရင်0 ohm ရောက်မယ်ဘယ်ဘက်ဆုံးကိုဒီလိုလှည့်ချလိုက်မယ် minimum ပေါ့ minimum ကိုလှည့်ချလိုက်ရင်ဘယ်လောက်ထိရောက်မလဲဆိုရင်0 ohm ဒီဘက်ကိုလှည့်တင်လိုက်လို့ရှိရင်ဘယ်လောက်ထိရောက်မလဲဆိုရင်သူ့မှာရေးထားတဲ့အတိုင်းပေါ့ B50 ဆိုရင်50ပေါ့နော် B50 ဆို 50K ပေါ့50K B50 ဆို 50K ပေါ့နော်ဘယ်ဘက်ဆုံးလှည့်ထားရင်သူ့ရဲ့ဘယ်မှာရမှာလဲဆိုရင်ဒီကနေဒီလိုပင်တန်မိုးကနေရမယ်ဟိုမှာဘယ်ဘက်ဆုံးလှည့်ထားရင်0 ohm ဆိုရင်ညာဘက်ဆုံးလှည့်ထားရင်ဆိုတော့ 50K ဒါမျိုးရလာမယ်နော်အဲ့ဒီပြန်ဖြတ်လိုက်အဲ့ဒီဘက်ကကျွန်တော်ကြည့်မယ်ဆိုဒီမှာဒီလိုတိုင်းနေအဆုံးလှည့်ထားရင်0 ohm ညာဘက်အဆုံးတင်ပြီးလှည့်လိုက်မယ်ဆိုရင်သူတတ်မှတ်ထားတဲ့ 50K ဆို 50K ရမယ်ဒါဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောင်းလဲလာမယ်ဆိုရင် vice versa ပေါ့နော်အပြန်အလှန်သုံးမယ်ဆိုဒီဘက်အလေခြေထောက်နဲ့ဒီဘက်ခြေထောက်နဲ့ကိုမီတာတိုင်းလိုက်မယ်1 2 3ပေါ့မီတာတိုင်းလိုက်ပြီဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုဘယ်ဘက်ဆုံးကိုချတာလို့ချင်း 50K ရမယ်ညာဘက်ဆုံးကိုတင်လိုက်လို့ရှိရင်0 ohm ဖြစ်သွားမယ်ဖြောင်းပြန်ပါနော်ဒီမှာဆိုရင်ကျွန်တော်မြင်ရမယ်ဘယ်ဘက်အဆုံးလှည့်ထားတဲ့ပုံစံနဲ့
ဒီမှာဆိုရင်ညာဘက်အဆုံးလှည့်တင်ထားတဲ့ပုံစံပေါ့နော်ဒါတော့ကျွန်တော်နောက်တီးလေးတတ်ထားတဲ့ကြောင့်မလို့နောက်တီးလေးတတ်ထားတဲ့အတွက်ကျွန်တော်မိတ်ဆွေရဲ့ PC ကိုမြင်ရမှာမဟုတ်အဲ့မှာကျွန်တော်နမူနာပြမယ်ဒီပေါ့နော်ဒီနေရာမှာအပေါ်ကနေကော်ပူးလေးတက်လိုက်ရင်အထက်မှာဘာ PC ရှိလဲဆိုတာဒါမှယူဇာတွေနေနဲ့မသိနိုင်တော့ကျွန်တော်ဆက်ပြီးဆွေးနွေးကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုရှင်ဒါပါသွားတွေ့ရတယ်ဆိုကျွန်တော်တို့ကဈေးကွက်ထဲမှာတော့အလွယ်တူ preset လို့ခေါ်တာပေါ့နော် preset ပေါ့ preset ဆိုတဲ့အခါကျတော့ preset မှာကဒီမှာကသူကြတော့လက်နဲ့လှည့်လို့မရဘူးကျွန်တော်တို့ technician တွေ professional တွေဒီဆရာတွေကနေပြီးတော့ဒီကောင်လေးတွေကိုလိုအပ်တဲ့အနေထားကိုအောင်ချိန်ပေးရတာပေါ့နော်အဲ့တော့ဒီကောင်က pin mark ကလေးခွဲထားတယ်မှန်ကြလို့ရှိရင်ဒီဘက်က1ဖြစ်ရမှာဒါကသူနည်းနည်းမှားတယ်ဒီဘက်က1ဟိုဘက်က2ဒီဘက်ဆုံးက3ဖြစ်ရမှာဒါမှားနေတာပေါ့နော်မှားနေတာပေါ့ဘယ်ဘက်ဆုံးကကျွန်တော်တို့ခလုတ်လေးကိုကြည့်လိုက်ချင်း1ဒီကောင်လေးဆိုရင်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်မိတ်ဆွေမျက်စိရှင်းအောင်ကျွန်တော်ပြန်ပြမယ်နော်ဒီကောင်ကမှားနေတာဒါမှားဆိုတော့ဒီကောင်လေးကိုကြည့်လိုက်လို့ချင်းကျွန်တော်တို့6ယောက်2ချောင်းကိုအောက်ဘက်မှာထားမယ်6ယောက်1ချောင်းကိုအပေါ်မှာထားပြီးတော့တဲ့ကြည့်လိုက်တဲ့အချိန်ဒီမှာဒီမှာဆိုဒီပေါ်မှာကုတ်ကလေးရေးထားလိမ့်မယ်103ထားပါတော့103ဆိုတာကျွန်တော်တို့ resistor SMD resistor ဖတ်တယ်လို့ပဲ10 into 10 power 3 10 power 3ဆိုတော့ဘယ်လောက်ဖြစ်မလဲခု10 303လို့ပြန်ထည့်တော့10K ပေါ့နော်10K တောက်ပြရအဲ့ဒီမှာကကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီကောင်ကနံပါတ်1ခြေထောက်ဒီကောင်ကနံပါတ်2ခြေထောက်ဒီမှာနံပါတ်3ခြေထောက်1 2 3 1 2 3ကိုကျွန်တော်တို့ပထမပုံစံအတိုင်းပဲပေါ့နော်ဘာလို့လဲဆိုရင်ဒီမှာကနံပါတ်1ကိုဘိုးလေးထည့်လိုက်မယ်နံပါတ်1ကိုဘိုးလေးထည့်လိုက်မယ်အပေါင်းဘိုးလေးထည့်လိုက်မယ်နံပါတ်2ကိုကျတော့ output signal ပေါ့နံပါတ်3ကိုကျတော့ကျွန်တော်တို့အနှုတ်ဘိုးကျွေးလိုက်မယ်အနှုတ်ဘိုးကျွေးလိုက်မယ်ဆိုလို့ရှိရင်ဒီအလယ်ကနေပြီးတော့မတူညီတဲ့ signal ထွက်လာနော် signal ထွက်လာမယ်0ဖြစ်လိုက်အမြင့်ဆုံးဖြစ်လိုက်0ဖြစ်လိုက်အမြင့်ဆုံးဖြစ်လိုက်ပေါ့ဒီလိုပုံစံမျိုးတို့ကကျွန်တော်တို့ဘုံ control သုံးပြီးတော့လဲ signal တွေထိန်းချုပ်လို့ရပါတယ်